ဒီတစ်ပတ် e စိတ်ဝင်စားတဲ့ K News Daily ဘက်တော့ e က C drama ကကြည့်နေလို့ပဲ K News မှမသိလိုက်ဘူးပေါ့ရှင်ကောင်းရပေါ့နော်ပါလဲဆိုတော့ Lisa ရဲ့ကိုရှယ်လာမှာဖြော်ဖြေတာဟာ listen လုပ်တယ်ဆိုတဲ့သတင်းပေါ့နော်အဲ့ဒါကလုံးဝခဏတက်လွန်တော့ e ဆို blog လုပ်ရတဲ့အထိပဲပေါ့နော်သူ့ဘာသာ listen လုပ်တယ်ဆိုရင်လည်းလုပ်ရတဲ့အကြောင်းရှိမယ်ပေါ့နော် e ကတော့တေချာမသိတဲ့ကြဝေးဖန်လေးကန်နေရမျိုးတွေတော့လုံးမမဟုတ်ပေါ့နော်လောက်တဲ့လူတွေကလည်းသွားမကြည့်ပဲနဲ့ shop လေးတွေကြည့်ပြီးတော့ရလူဖြစ်မယ်လို့ထင်တယ်ပေါ့နော်ပွဲကိုသွားကြည့်တဲ့လူတွေကတော့ enjoy ဖြစ်လို့ပြောမယ်လို့တော့မထင်ဘူးပေါ့နော်အစောနောက်တစ်ခုကကြ Prada ရဲ့ cost ပေါ့နော်Prada ရဲ့ ambassador တွေက skeleton တစ်ခုမဟုတ်တစ်ခုထွက်တယ်ပေါ့နော်ထွက်လာရင်လည်းအကြီးတွေပေါ့နော်အခုလည်းကင်းစွန်ဟွန်ပြီးတဲ့ခါမှာနောက်တစ်ယောက် skeleton ထွက်တယ်ပေါ့နော်အခုတကမှာတော့ဂျပန်ကမင်းသမီးဖြစ်တဲ့မိန်းနာဂါနိုပါသူမကအိမ်အောင်ရှိတဲ့မင်းသားခိုင်ထာနာခါနဲ့ဆွဆွဲခံရတာပေါ့နော်Prada ရဲ့ cost ကတကယ်ကြီးများလားထင်မိပေါ့နော်နာမည်ကြီး ambassador တွေဆိုလည်းတယောက်ကြီးမားတွေဖြစ်နေရဆိုတော့လေထူးဆန်းတယ်ပေါ့နော်နောက်ဆုံးအနေနဲ့ e ကြည့်နေရဲ့ C drama ကပေါ့နော် Alaran နဲ့ Sound Churan တို့ရဲ့ The Mohan က romance ဆိုတဲ့ကပေါ့နော်စကားရည်ရတဲ့စိတ်ဝင်စားဖို့လည်းကောင်းတယ်မင်းသမီးရဲ့ character ဆိုရင်လည်းရှစ်ဖို့ကောင်းတယ်ပေါ့နော်စကားလည်းတရားတက်တယ်ပြီးတော့ character တွေကလည်းခဏရှိန်တော့ကြစိတ်ဝင်စားစရာကောင်းတယ်ပေါ့နော်ဒီအထင် anime ပါရှင်လည်းရှိရလို့တွေ့လိုက်တယ်ပေါ့နော်ရှာလည်းဒီလေးပေါ့နော်ဒါမဲ့ကြည့်ဖို့တော့ရည်ရထားတယ်ယူရိုလည်းကြည့်ပါ bye bye